မနဲ့တော့မိုးလင်းနေပါလားအမလီထားလိုက်ပါအောင်မယ်လေဒီလိုနဲ့ကောင်မလေးတယောက်ကထလာခဲ့ပါတယ်ကောင်မလေးရဲ့နာမည်ကတော့မိတင်စိန်နဲ့အိုးမိတင်စိန်နဲ့နော်ကဲ I need to go to Patong နဲ့ okay ဒီချိုးကန်သွားလို့နေအေးမင်းလည်းမြင်တယ်ငါလည်းမြင်တယ် okay မင်းလည်းမြင်တယ်ငါလည်းမြင်တယ်ဆိုတော့ I need to go to Patong ဆိုတော့ Patong တော့သွားရမယ်ပေါ့နော်အိမ်ခန်းလေးတော့လှတယ်ဗျမင်းကလေးခန်းဆိုတော့လေတသက်ရရလေးတော့ရှိသားဗျဝေးကျွန်တော်ဒီဗီဒီယိုလေးကိုစမ်းမသွားခင်မှာကျွန်တော်ဘရိုတို့ပြောစရာတခုကြံနေသေးလို့ပေါ့နော်ဘရိုတို့ဒီဗီဒီယိုကြည့်လို့ကြိုက်နေတတ်လို့ရှိရင် subscribe နဲ့ like လေးနေခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ဗျနောက်ဒီဗီဒီယိုကအရင်ရှိမှဖြစ်တဲ့အကြောင်းမို့လဲနောက်ပိုင်း jet scale ရပို့ပြီးတော့ကြောက်ဖို့ကောင်းပါတယ်ဘယ်လိုကြောက်ဖို့ကောင်းလဲဆိုတော့ကျွန်တော်မပြောတော့ဘူးเนาะဆိုတော့ဗီဒီယိုလေးဆက်သွားလိုက်အောင် peace guys ကဲတကားလေးကိုဖွင့်လိုက်ရအောင်ဗျာဆိုတော့ screen ကတော့လက်ရတယ်နည်းနည်းတော့တိုင်ပတ်တယ်ဗျokay ဒါမှတ်ဟိုမှာအာမရေးပုံစံနဲ့ပြထားတာတော့ဒါရေချိုးခမ်းပဲနေမှာပေါ့နော်ဆိုတော့နိုင်ရလဲ23နိုင်တကောင်ဆိုတဲ့အနေထားပေါ့လေဟုတ်လားမဟုတ်လားမသိဘူး okay ရေချိုးခမ်း okay ရေချိုးခမ်းတော့ရောက်ပြီဟုတ်တယ်ဒါရေချိုးခမ်းကဲဖွင့်လိုက်ရအောင်တကားလောကြနေရတဲ့အထဲကနေပြီးတော့လေโอเคလိုက်လာတဲ့မင်းအထဲမှာလာတဲ့အော်တဲ့ငါအထဲမှာတဲ့ဟုတ်တယ်ငါအထဲမှာလိုက်လာဆိုတာသူ့ညီမနေပြီပေါ့ I really need to Patong can help you အဲ့ဒီမိတင်စင်ချီးပါခြင်းနေပြီမင်းအပြင်မှာအောက်ကအိမ်တော်မတုံးကျင်တာလေတဲ့ဘာလဲတဲ့အောက်မှာအိမ်တော်ရှိရလားတဲ့သွားစမ်းပါတဲ့အလုံးမမိတင်စိန်ကတေးပေါက်လုံးပြီးသေးဘူးတဲ့ကျွန်တော်ပေါက်ရဘာသာပြန်နေပါကျွန်တော်ဟုတ်လားဒီအောက်မှာတဲ့အင်တာရှိမှန်ကမသိခဲ့ဘူးတဲ့ကိုယ့်အိမ်ကိုယ်တော့မသိဘူးတော်တော်ကောင်းတဲ့မိတင်စိန်ကဲမိတင်စိန်ကတော့အောက်ကအင်တာလေးကိုတွားရောက်ပေါက်ဖို့အတွက်အစဉ်သစ်ဖြစ်နေပါပြီကဲအောက်အိမ်သားနန်များနန်နေမလားသူခေါင်းထဲမှာတွေးနေတာပေါ့ကဲဆိုဟုတ်တယ်ဒါအောက်ထက်ဇင်းနဲ့လေကားကဲတရေတော့မချောက်လောက်ပါဘူးနော်โอเคgraphic ဘာညာတော့စောင်းအန်းလန်းနေဗျဒီ game ဆော့မယ်ဆိုရင်တော့တော်တော်လေးကိုတန်တဲ့အနေထားမှာရှိရပါတော့graphic ကလည်းလန်းတယ်နော် graphic အကြီးတွေဗျ graphic တွေကပြောရရင်စောင်းအန်း computer graphic ကြာတယ်မှာလုံးဝကြည်လင်ပြတ်သားစောင်းအန်းမိုက်တဲ့ feeling မျိုးကိုခံစားရစေရပဲဗျာဒီ game ကိုဆော့တာဆော့ bro recommend ပေးမယ်ဒီ video ဆုံးမှာဒီ game လေးရဲ့နာမည်ကိုထည့်ပေးမယ်ဗျာဟုတ်ပြီလားဆိုအင်တာလေးသွားလိုက်အောင်ဗျာဆိုအင်တာကတော့နည်းနည်းဝေးသေးရဗျအဲ့တော့အင်တာကိုဆက်သွားမယ်ကျွန်တော်ဆောင်းရကြိုက်တယ်ဒီ game ကို okay ခန်းနဲ့တူရဗျကောင်းပါလေဟေးကောင်းပါလေကဘာလို့အိမ်ထဲမှာရှိTV ကြီးကောင်းလဲမကောင်းမနဲ့ထိုင်ကြည့်နေကောင်းပါလေကောက်သွားပြီလားမသိချက်ရှိုးအောင်ဆိုအောင်ဘာညာနေထားတော့ထားကြရလို့ပြောအောင်ပေါ့နော်လိုက်လာဆိုတော့ဒီအပေါ်ထက်ကဘာလဲပြတ်တွေ့မင်းဒီအောက်မှာဘာလုပ်နေရလဲမင်းချီးပါနေရမဟုတ်လားအပေါ်ထက်မှာလေမဟုတ်ပါဘူးလေငါအောက်မှာချိနေတာတော်ကြာနေပြီတဲ့ကျောင်းတွင်းချက်ကလာလို့ထိုင်ကြည့်နေရတယ်အလွန်တော့နည်းနည်းဝါကြီးကွာဒါမင်းအပေါ်မှာပြောလိုက်တာကြားအေးလေကွာချီးပါနေလို့ပြောခဲ့ရတယ်ကွာ I must go မင်းပင်မနေပါဗါတဲ့အိတ်လာရောတဲ့ဟုတ်ကဲ့အိတ်မယ်အေးပေါ်လေးအလုပ်ရလောက်ကတော့ဒီတောက်လို့ရှိတောက်လို့မရှိတောက်ကမရှိကောင်မလေးကိုလှုပ်ကျွေးနေရတော့အေးပေါ့ငါလည်းပင်မနေမှာပေါ့ဒီလိုနဲ့မိတင်စိန်ကအင်တာတက်ဖို့အတွက်အကြောင်းဖန်လာပါတော့တယ်ကဲအင်တာတက်မယ်ငါဘိုက်ကမရတော့ဘူးချင်းမောင်းနေတော့စားမိမလေးโอเคအင်တာဆိုးအောင်မိုက်ပါလေတော့တခါလေးပိတ်လိုက်အောင်ရှက်တယ်ကွာရှက်တယ်ကွာကောင်မလေးက
စခွင်းနည်းနည်းကြောင်နေရဗျာအကြောင်းတကားပိတ်ကိုနည်းနည်းကြာသွားဆိုတော့အင်သားလေးတက်လိုက်အောင်ဗျာဆိုတော့အင်သားတက်တာကြီးကိုပြမလားမသိဘူးပြတော့မပြတော့ပါဘူးနော်အဲ့ရောက်ကြီးတိုင်ပတ်နေရဲ့လို့ရပါကဲမီတင်စင်တယောက်ချီးရတရုံမီတရုံပါချနေပါတယ်ခင်ဗျာရောက်ကြီးဒီဗီဒီယိုထဲမှာထမင်းစားရလူတွေရှိအားလုံးပဲတောင်းပန်ပါဟဲ့ဗျာကျွန်တော်အနေအလေးကိုရေးပေးပေါ့ဗျာဟုတ်ပြီလားတဲ့ငါစိတ်ကူးညင်ညာဖြစ်မှာပါတဲ့ဘာလို့လဲတနင်္လာထဲမှာ2ခုရှိနေရတယ်2ယောက်ရှိနေရတယ်ပေါ့ငါပင်ပန်းတာနေမှာပါတဲ့ချိပါပြီးရနဲ့အိတ်မယ်တဲ့အင်နာ3ရက်နဲ့အိတ်မယ်လို့ပြောတော့မင်းတို့ချိပါတော့မထည့်မပြောတော့ငါတေချာလေးကိုကြားလိုက်တာပါတဲ့ငါအင်နာ3နေရဲ့လို့လိုက်လာနေပြောလိုက်တယ်ပေါ့နော်နေပါတဲ့ငါမတွေးတော့ဘူးတဲ့ဒါငါရဲ့စိတ်ကူးညင်မှုပဲဖြစ်မယ်တဲ့maybe တဲ့ငါဗိုက်ဆာနေရလဲဖြစ်ချင်ဖြစ်နိုင်တယ်ဒါကြောင့်ငါတွေးချင်တွေးတာပေါ့ဟုတ်ပြီတော့ပါပြီးရနေစားမယ်စားပြီးရနေထပ်ပါမယ်တော့အဲ့လိုနေထားရှိကဲပါကျွန်တော်ပောက်ခဲ့ရပြောရင်များလာဂိမ်းကိုစီးရက်ထားလေးစော့လိုက်ရအောင်ဗျာကဲဆိုတော့ချက်သွားရအောင်ကောင်မလေးကတော့မရှိတော့ဘူးလိုက်လာတော့သူလည်းသွားပြီးအိတ်နေပြီလားမသိဘူးဆိုတော့ TV ကတော့မကောင်းဒါမှဓာတ်ပုံလေးကွာဒါဘဲကြီးဘာကြီးလဲရောက်တကားကြီးပွင့်သွားလား What the fuck ရောက်ရေးတကားကြီးပွင့်သွားတယ်လေတိုက်တာဖြစ်မှာပါဒီလိုနဲ့မိတင်နေရတကားဖွင့်တာကိုလစ်လူရှုခဲ့တယ်ပေါ့နော်ကဲဝတ်တီဆွဲမယ်ဝတ်တီဆွဲမယ်ဝတ်တီဆွဲမယ်ကွာဝတ်တီဆိုတော့တကားပွင့်တာကိုဂယုမဆိုင်ပဲနဲ့ဘိုက်ဆာဆာနဲ့ဝတ်တီဆွဲလိုက်ပါတော့ခင်ဗျာဟတ်ဟဲ့ဘာကြီးလဲတော့ငါလို what the ဘာကြီးလဲ someone is knocking the forest door တကားခောက်နေဟုတ်တယ်တကားခောက်နေခဲ့ရ who will be here as ဒီညတကောင်ကြီးမှာဘာလို့ရှိနေရလဲတော့ကြည့်အောင်လုံးမရတော့လို့ပါရောက်ပြီကဲရပြီโอเคကဲဖုန်းကနည်းနည်းကြောင်သွားလို့ဗျာကဲဆိုတော့โอเคတကားဘလူခောက်နေတယ်တော့ရှို့အောင်โอเคဒီမှာအားလည်းကြောင်နေတယ်โอเคဟယ်လိုတဲ့ပြင်မှာဘလူရှိတယ်မစားနဲ့တော့ကြောက်တတ်တယ်မကြောက်တော့ဘူးပြောတာမှားပါလို့ကွာတဲ့ငါလည်းအခုကြားနေတယ်ရမ်းစိတ်ညစ်လာပြီတဲ့โอเค TV လေးကြည့်ပြီးတော့နှက်လိုက်အောင်မယ်โอเค TV လေးကြည့်ပြီးတော့သူစိတ်ကူးရင်တာနေဖြစ်ဖြောက်ဖို့ပေါ့နော်ဆိုတော့သူရန်လဲကြောက်နေပြီဟုတ်တယ်ဗျကျွန်တော်လည်းအဲ့နေရာမှာဆိုရင်ကျွန်တော်လည်းတော်တော်ကြောက်ပါပြောက်မီးပြတ်သွားပြီဒါပုံမှန်ပဲလေမြန်မာနိုင်ငံမှာပုံမှန်ပဲကောင်တော်မရိုင်းကြောက်လည်းမကြောက်နဲ့ကောင်းပါလေမိတင်စိန်မကြောက်နဲ့ကိုရှိရဟုတ်ပြီလားမီးဖွင့်သွားပြီโอเค TV ကြည့်မယ်လေ TV ဖွင့်TV ဖွင့်လို့လည်းမရသူကဘာလုပ်ခိုင်းလဲ TV ကြည့်လို့လည်းပြောသေးwhat the fuck ဒီ TV ကြည့်ရမယ်လေဆိုဖာပေါ်မှာထိုင်ရမှာ okay TV ကြည့်မယ်TV အဲ့ယူငါဘာထိုင်ကြည့်နေရမှာလဲလို့တဲ့ဟုတ်ပြီတဲ့ငါသိပြီဘော TV ကပြက်နေပြီလေမင်းသွားအိမ်မှာပဲရတော့မှာဒါကြီးကိုထိုင်ကြည့်နေတယ်တိတ်ပဲသိမရှိတော့ okay TV ကတော့ပိတ်သွားပြီကဲဆိုတော့အပေါ်ထက်သွားပြီးတော့အိတ်တော့မယ်ဗျာဆိုတော့မအိတ်ခင်လေးကျွန်တော်နည်းနည်းလို့တရေရွာကြောက်ရင်ဗျာကျွန်တော်အခုပြောချင်တာလို့အောက်ကိုငုတ်ပြီးသွားဗျာဟုတ်ပြီလားအဲ့လိုမျိုးအောက်ကိုငုတ်ပြီးသားသွားတိတ်ပြီးတော့မကြောက်တော့အဲ့လိုမျိုးအရှိရွာလေးအတရေဘွားကနေပေါ်လာမှမစိုးရင်ရတော့အဲ့လိုအောက်ကိုငုတ်ပြီးသွားအသေးချောင်ငုတ်နော်အသေးချောင်ငုတ်မှရမှာလို့အောက်ကိုငုတ်ပြီးကဲပါလေဆိုတော့အိမ်ခန်းလေးကိုသွားလိုက်အောင်ဗျာဟုတ်ပြီဆိုတော့ကျွန်တော်အိမ်ခန်းကိုသွားမယ်အရင်ဆုံးအိပ်ရမယ်ပေါ့နော်တကယ်များတယောက်ကြည့်နေရတာမသိဘူးကဲပါလေအဲ့ဒါလေးမတွေးတော့အိပ်တာပဲကောင်းတယ် sleeping in the best you know get sleep now မိတင်စင်ကတော့အိပ်ပျော်သွားခဲ့တယ်ပေါ့နော်ဒီလိုနဲ့မနဲ့ရောက်သွားမလားညတကောင်ပဲဆက်ဖြစ်လာမဆိုတော့ဟဲ့ကြီးဘာတန်ကြီးတယ် what the fuck ဟဲ့ကြီးဘာတန်ကြီးလဲမသိဘူး
အော် I have something လိုက်လေโอเคလိုက်လေပုံကနေပြီးတော့အတန်တကူကြားလိုက်တယ်အော် okay အဲ့ကောင်မလေးអော်လာပဲဖြစ်ရမယ်ကွာကဲအခန်းကတော့နည်းနည်းဝေးတယ်အညီမကြီးကွာတကယ်ဘေးရဲ့လီနေကြပါလားအဲ့အမမင်းတကူလို့ရင်သွားလို့ရမှာပေါ့โอเคဟုတ်အခန်းလေးကတော့လှတယ်ကွာခါတော့ပြီးတော့နေလိုက်တယ်ဒါអော်တဲ့လူလားអော်တဲ့လူကခါတော့ပြီးနေလို့ရလို့ကဲပါလိုက်လာတော့ဘာကြီးဖြစ်နေရလဲတဲ့နင်အဆင်ပြေရလားတဲ့သူကြီးကတော့အဆင်ပြေနေပုံပါပဲအခါတကူမြင်လိုက်တယ်တဲ့အာဗရင်းမောက်ကနေပြီးတော့တဲ့ဟာဟုတ်လားဗရင်းမောက်ကနေပြီးတော့ဘာကောင်းကြီးလဲချက်သွားကြည့်အောင်ဘာကောင်းကြီးဖြစ်နေမလဲဒီမှာဘာမှမရှိပါဘူးကွာအမဲအောင်တွေပဲတွေ့ရကွာတော်တော်မောင်းနေရမင်းအိမ်မက်မက်တာပဲဖြစ်မှာပါတဲ့မဟုတ်ဘူးတဲ့ငါတကယ်တွေ့လိုက်တာတဲ့ငါ့ကိုတယောက်ကကြည့်နေရတဲ့ငါလှုပ်တော့မလှုပ်နိုင်ဘူးတဲ့ငါနောက်ဆုတ်ပြီးတော့တဲ့အဲ့ဒါရမ်းကြသလိုပဲတဲ့သူထိုင်ကြည့်နေရတယ်မသိရင်တက်လုံးကြနေရပဲဟေးလေမင်းမင်းဘာဖြစ်တော့လေးတဲ့မင်းလုံချုံနေပြီပဲတဲ့ maybe တစ်ပင်တစ်ကိုင်းပဲဖြစ်မှာပါတဲ့မင်းတစ်ကိုင်းရဲ့ data တော့အဲ့လိုလှုပ်နေရအဲ့လိုလူပုံစံအရေးဖြစ်နေမှာပေါ့ကွာတဲ့မင်းစိတ်မူပါနဲ့တဲ့ okay တဲ့လို့တဲ့မင်းငါရဲ့အိမ်ထဲမှာလာအိတ်လေးတဲ့မနေ့ကမှလို့ဒီအကြောင်းဆွေးနွေးကြပါဗောတဲ့ဟုတ်ပြီစိုးပါဦးကြံလေးရโอเคကဲလာငါခန်းနဲ့လာဟေးတင်စင်ရေးတဲ့မနေ့ပြောစရာရှိရဲ့တဲ့ဘာများလဲပြောလေကွာတဲ့မင်းငါ့အကုန်ပြောလို့ရပါတယ်ငါတခုခုကြောက်တော့ကိစ္စတခုငါလုပ်ခဲ့တယ်တဲ့အဲ့ဒါကားတဲ့ရေချိုးခန်းကစားခြင်းကိုခေါ်ရတဲ့ငါအဲ့ဒါဟိုတဲ့ဖတ်မိတယ်တဲ့အဲ့ဒါနဲ့တဲ့ငါအဲ့လိုမျိုးနည်းနည်းလုံးကြည့်မယ်လို့တွေးလိုက်ရဲတဲ့အဲ့ဒါနဲ့တဲ့သူကဟိုရေချိုးခန်းရှိမှာရေချိုးခန်းထဲမှာရေချိုးရင်းနေတဲ့အကောက်မလေးကိုတဲ့ခေါ်ရမင်းတဲ့အဲ့ဆိုတရုပ်ခေါ်တာဗောဗျာသူကမင်းနောက်ကိုလိုက်နေလိုက်မယ်တဲ့သူကအနောက်ကိုလုံးဝမကြည့်ရဘူးတဲ့အဲ့လိုကြည့်ရနေတဲ့တခုခုဆိုးရတာကြီးဖြစ်နိုင်နေတဲ့တော်တော်ဆိုးရတာကြီးဗောတဲ့လာလီတဲ့မင်းငါ့ကိုခြောက်နေရလားတဲ့ဘာလို့အဲ့လိုစော့တာလဲတဲ့ငါလည်းအဲ့ဒါကိုအစ်စ်လို့မထင်ဘူးလေကွာတဲ့ဒါပေမဲ့ငါချင်းနဲ့ तू ငါ့ကိုလို့ဒီမှာရှိနေတယ်ငါတွေ့လိုက်တယ်တဲ့ after ပြီးငါစအဲ့လိုစော့လိုက်တဲ့အချိန်မှာအဲ့လိုတခုဖြစ်တယောက်ကငါ့ကိုကြည့်နေလို့ခံစားရတယ်တနေ့လုံးပဲတဲ့ဒီတနေ့လုံးငါ့ကိုကြည့်နေလို့ခံစားရတယ်တဲ့ငါသူ့တွေ့လိုက်တယ်တဲ့ငါမင်းရဲ့ငါရဲ့နောက်ကရက်နေရတဲ့သူကအဲ့လိုစပင်းကြီးနဲ့အုပ်ထားရဲသူမျက်နှာကိုတဲ့ရှူဖလီမင်းအဲ့ဒါယူအစ်စ်လို့ထင်တာလားတဲ့သူစင်မတင်းနဲ့လိုက်တဲ့ I don't မင်းကို6ကြာတော့မဟုတ်ဘူးတဲ့ဒါမင်းစိတ်ထင်တာပဲဖြစ်မှာပါတဲ့တကယ်ငါအဲ့လိုငါတော့ကနေလိုက်နေလို့ခံစားရတဲ့အဲ့လိုမျိုးပါသူနောက်ကိုလိုက်နေလို့ခံစားရတဲ့ဟုတ်ပြီတဲ့ငါ if the conversation you not free ရောအဲ့ဆိုရင်တကယ်မဟုတ်ဘူးဆိုတာငါတက်သေးပြမယ်တဲ့ငါစော့ပြီးရောတဲ့ဒါဆိုမင်းယုံမလားတဲ့နော်တဲ့မင်းမစော့ရဘူးတဲ့ဒါမင်းမသိဘူးတဲ့မင်းအဲ့လိုစော့ပြီးရနေမင်းသူ့ကိုတဲ့ခေါ်လိုက်လို့ဖြစ်သွားနိုင်မယ်တဲ့မင်းကိုလည်းနောက်ကနေလိုက်လာလိုက်မယ်တဲ့ဘာမှမဖြစ်ဘူးတဲ့ငါဂရိပေးတယ်ဟာမိတင်စိန်ကြီးငါကြောက်တယ်နော်I play game I'm afraid ငါကြောက်တယ် Okay မိတင်စိန်ရတော့လှုပ်ချလိုက်ပြန်ပြီငါဆိုရင်တော့မစော့ဘူးကွာအကောင်မှာပြက်ထားမှာငါပြေးမှာအိမ်ရနေပြီတော့မိတင်စိန်ရေးမဟုတ်တရုပ်တွေလှုပ်ပြီလားမသိယောကြီးတရေပုံကြီးစောက်ပြီဘယ်တော့မသိကျွန်တော်တော့စော့နေနေတော်တော်တော့လန့်နေပြီဗျဒီကင်းကကြောက်ဖို့လဲကောင်းလို့တော်တော်ကြောက်ဖို့ကောင်းတယ်ကျွန်တော်လို့စိတ်ထဲတစ်မျိုးကြီးရောဖြစ်နေပြီတကယ်ကြီးလို့တော့မှာလားဟုတ်ပြီယောကြီးတကယ်ကြီးလို့တော့မှာဟာမင်းတို့တော့မသိဘူးငါတော့ခက်လက်လက်ဟုတ်ပြီရေချိုးကိုင်းရညစ်ပတ်နေရAlright တဲ့
Okay တဲ့အကုန်စုံပြီးတဲ့စလိုက်ရအောင်တဲ့ Okay တဲ့ so တဲ့ you close your eye နဲ့ wash your hair တဲ့မင်းရဲ့စပင်ကိုစေးတဲ့ပြီးတော့ပြောတဲ့ drown lady fall down တဲ့ဟာရှင်နေတယ်မျိုးတပည့်ကြောက်စရာရေးတဲ့ဆမ်းမလုပ်ကြနဲ့နော်ကျွန်တော်တကယ်လည်းဖြစ်သွားရင်ဖြစ်သွားနိုင်တာမလို့ဆမ်းမလုပ်ကြဘူးပြောချင်ပါတယ် this nothing is ဘာမှမဖြစ်ပါဘူးတဲ့လိုက်လာတဲ့အဲ့ဒါမင်းလားတဲ့နော်ငါစိတ်ကူးရင်ညာပဲဖြစ်မှာပါတဲ့ Okay ငါလည်းအတန်တခုကြားလိုက်တယ်လို့ပဲကွာဟာငါလို့ကြော်ညာ what the fuck ကဲဆက်လက်ပြီ Okay ဆိုဒီဟာ fake ပေါ့ကောင်မလေးကထင်လိုက်တဲ့ fake Okay တဲ့ငါဖြည်းဖြည်းချင်းထားမယ်တဲ့အနောက်ကိုလုံးဝလဲမကြည့်ဟုတ်တယ်အနောက်ကိုလုံးဝလဲကြည့်လို့မရဘူးလဲကြည့်ရင်ချောမှာငါသိလုံးမလဲကြည့်ဘူးနော်ဟုတ်ပြီလုံးဝမလဲကြည့်ပါ don't look back Okay don't look back မှတ်ထားပါ don't look back သုံးလုံးနဲ့သုံးကြောင်းနဲ့သုံးကြောင်း3သုံးလုံးနဲ့ကွာ Okay don't look back Okay အိမ်ခန်းထဲကိုသွားမှာ don't look back ရောက်ပြီငါတော့ကြောက်နေပြီဟဲ့ကဲ don't look back ရောက်ပြီ just game မလာပါနဲ့ရောက်ပြီဟို just game ရလေအိုးအော်ရောက်ပြီမျက်လုံးကန်းတော့မလို့ဖြစ်သွားအမလေးမျက်လုံးထဲကိုဘာကြီးဝင်လာလဲမသိအော် Oh, hell no! So bro ရဲ့ဒီ game ရဲ့နာမည်တော့တော်လေးသိချင်နေပြီလို့ထင်ပါတယ်။ဘာဖြစ်ဒီ video ဆုံးမှာကျွန်တော်ကပြောပြမှာနော်ဒီ video ဆုံးမှာကျွန်တော်ကပြောဟို what the fuck ဒါကြီးတော့မကြိုက်ဒီ just စကဲတော့လုံးဝမကြိုက်ဘူးဆိုနာ just စကဲတော့ပဲကြိုက်တာဒါကြီးတော့မကြိုက်ဘူး။ရောက်ရေးစပင်ဖားလိုက်နေစောက်ပြီ။ဟောရောရေးမချောက်ရဘူးလေမချောက်ရဘူးလေ။ငါကြောက်တယ်နော် She's not here. ဟာသူမဒီမှာမရှိဘူးရဲ့ What the fuck A few moments later. ဟာရဘယောင်းနိုင်လေ What the fuck ဟဲ့ဟေးလိုက်ရမရှိဘူးဟာလိုက်လီမင်းဘာလုပ်နေရလဲ What are you doing in here? လိုက်လီတဲ့မင်းဘာလုပ်နေရလဲတဲ့ဒီမားတဲ့ I've been waiting for her. Okay. She's coming. She အားရ always ငါဒီ comes. မားတဲ့စောင့်နေရတဲ့သူမဟိုတဲ့သူမလာနေပြီတဲ့သူမအမြင်နဲ့လာနေရတဲ့ What are you talking about? လိုက်လီတဲ့မင်းဘာပြောနေရလဲတဲ့ဘာကြောင်းနေမင်းပြောနေရလဲ The တဲ့ bathrooms, they're hers. She died here long ago. အိမ်ထဲမှာတဲ့မင်းတင်စရင်တဲ့ချိုးခန်းထဲမှာတဲ့ तू က That game I played. Hello. It wasn't just a game. तू အရင် Summoned her. တည်ခဲ့တာကြာပြီတဲ့ဒီအောင်ငါ game လို့ထင်တာဒါ There's more game မ to it. ဟုတ်ဘူးတဲ့ The ghosts, they're drawn to something. there is more the ghost တည်ရဲကြီးအများကြီး We have to find them, Alora. The ကျွန်တော်လည်း objects that tie her spirit. ညံမမီတော့ဘူးကျွန်တော်ရအောင်တော့ပြန်ပြီး find you Do you know what they are? What we're Oi. supposed to be looking for? ဟုတ်ပြီအော်ဒီကောင်မကိုထုတ်ဖို့အတွက်တခုခုလုပ်ဖို့လိုနေပြီတဲ့ I အဲ့ saw လို them in the dream. အဲ့လိုမျိုးတခုခုဗျာလုပ်ရမယ်တခုလုပ်ရမယ် And a I locket. save that တဲ့ They're all hers. သူတို့တွေးလိုက်တယ်တဲ့အိမ်မက်ထဲမှာတဲ့ mirror lock She's already they watching us. all Alora. hide I can သူ feel တို့က her. သူမ We ကို don't have much time. sure reaction သူကအမြဲတမ်းငါတို့ကြည့်နေရပြီသူ A ငါတို့ few moments later. What the fuck are you talking about man You found a secret Johnny What the fuck ငါကြောက်လာပြီဟေးစက်သွားရင်ဘာဖြစ်သွားမလဲဟေးဘာကြီးလဲတေးဝိုင်း
အာယောက်ကြီးငါနှလုံးတကယ်မခိုင်တော့ဘူးတားကြီးတို့ယောက်ကြီးကြောက်စရာကြီးငါတကယ်ရင်းနေပါတုံသွားလာယောက်ကြီးโอเคဆိုတော့ကျွန်တော်ဒီ game ကိုဆက်မဆော့ရဲတော့ဘူးတားကြီးတို့ပဲဆက်ဆော့လိုက်ပါဘောနော်ကျွန်တော်ဗီဒီယိုစမှာကတိပေးထားတဲ့အတိုင်းဒီ game ရဲ့နာမည်နဲ့ဒီ game ရဲ့ပုံစံကိုမှကျွန်တော်ပြပေးပါမယ် Everybody ask me how I know. About them and said she told me so. Everybody ask me how I know. About them and said she told me so. Everybody ask me how I know. I smiled at them and said she told me so.